ဒီနေ့မေလ26ရက်နေ့မှာကမ္ဘာ့တမိုင်းကိုတုံ့လုပ်စေခဲ့တဲ့ထူးခြားစမ်းပြတဲ့ဖြစ်ရခြင်းကားမှုရှိတယ်ဆိုတာသိပါမယ်။ကမ္ဘာ့လုံးအနေနဲ့1918ခုနှစ်ကကမ္ဘာ့မြေပုံပေါ်မှာနိုင်ငံတစ်ခုပေါ်ပေါက်လာခဲ့တယ်။အဲ့ဒါတော့ဂျော်ဂျီယာဒီမိုကရက်တစ်သမ္မတနိုင်ငံဖြစ်ပါတယ်။ဂျော်ဂျီယာကရုရှားအင်ပါယာရဲ့လက်အောက်ကနေခွဲထွက်ပြီးသူတို့ရဲ့လွတ်လပ်ရေးကိုတမိုင်းကိုကြီးညာခဲ့တာဖြစ်ပါတယ်။1960ခုနှစ်မှာအမေရိကန်လေတပ်က B-58 Hustler ဘုံကျဲလေယာဉ်အတ္တလန်တစ်သမုဒ္ဒရာကိုအတန်ထက်မြန်တဲ့နှုန်းနဲ့ပထမဆုံးချိန်ဖြတ်ပြန်တန်းနိုင်ခဲ့ပြီးတော့ကမ္ဘာလေကြောင်းသမိုင်းမှာစံချိန်တစ်ခုတင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လေကြောင်းသမိုင်းမှာအောင်မြင်မှုတွေကပဲဝမ်းနည်းစရာဖြစ်ခဲ့နေတာလည်းရှိခဲ့ပါတယ်။1990ခုဩစတြေးလျလေကြောင်းလိုင်းပိုင်းလော်လာအန်လီအမှတ်004စပိုင်းဆိုင်ရာချိုးရမှုတွေတော့ထိုင်းနိုင်ငံအတွင်းပြတ်ကျခဲ့ပြီးလေယာဉ်ပေါ်ပါလာသူလူပေါင်း223လို့ဘယ်သူမှမလုပ်ပဲတေဆုံးခဲ့တယ်။ဒီလိုသမိုင်းမှာဝမ်းနည်းစရာပြီးမှာ1996ခုနှစ်မှာ Manchester United အသင်းက Bayern Munich ကို Champions League ဖာဘို့နဲ့နောက်ဆုံးမိနစ်မှာအနိုင်ရပြီးတော့ Champions League ဖလားပေါင်တွေဖလားသုံးလုံးသမိုင်းမှာစုကူးနိုင်ခဲ့ပါတယ်။ဒီလိုဘောလုံးလောကတွေမကဘဲနဲ့အာဂါသာစူးနေရေးမှာကဘာကျော်တဲ့အဖြစ်အပျက်ကတော့2008ခုနှစ်မှာဖြစ်ခဲ့တာ။ Phoenix Mars နဲ့အာဂါသာရှင်အင်္ဂါဂြိုလ်ရဲ့မြောက်ဝေလူဆုံးဒေသအောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီးတော့ရေခဲတွေရှိမရှိပထမဆုံးရှာဖွေနိုင်ခဲ့ပါတယ်